Hello, welcome to my children's channel. Please subscribe. Thank you. Hello there အားလုံးပဲမင်္ဂလာပါညီမရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီခေါက်ကတော့ my cute roommate တောင်းထားတဲ့အကော်ရီအတွက်လာပြီးတင်ပေးရပါတော့ဒီ game လေးကအရင်တော့လည်း review ပေးဖို့တယ်ဒါပေမဲ့တော်တော်လေးအောက်ရောက်နေလည်းဖြစ်တယ်ပြီးတော့ဟိုးအရင်တော့က review အဟောင်းလည်းဖြစ်တယ်ဆိုတော့ညီမဒါလေးကအသစ်ထပ်ပြီးတော့တင်ပေးရပါတော့ my cute roommate 2ဒီနာမည်ကိုတော်တော်လေးရင်းနှီးကြမယ်တင်ပါတယ်လက်ရှိမှာညီမတင်ပေးနေတဲ့ game ပေါ့နော် Ongori ပဲရှိသေးတယ်ခဏခဏထွက်တယ်ပေါ့နော်အခုလောလောဆယ်မှာတော့သူရဲ့ update လေးကနည်းနည်းကြာနေရယ်funny ဆောက်နေကြရယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူရဲ့ game developer ကနေစပြောမယ်ထင်ပါတယ်သူရဲ့ game developer က Astro 3D ပေါ့နော်တခြား developer တွေလည်းပေါင်းထည့်ထားတယ်ဒါပေမဲ့များသောအားဖြင့်နာမည်ကြီးတာကတော့ Astro 3D ပေါ့နော်သူကအဓိက main လို့ပြောရမှာပေါ့သူရဲ့ game ကသူထုတ်လိုက်တဲ့ game ကတော်တော်များရှိတယ် Girl House တို့ပြီးတော့ My Cute Roommate 1အခုဥစ္စာပေါ့နော်ပြီးတော့ My Cute Roommate 2ပြီးတော့ House of Love လာမသိဘူးရှိသေးတယ်နောက်တစ် game တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါတိတ်လူသိမများအောင်ဒီ game နေတော်တော်များများကအကုန်လုံးနာမည်ကြီးရဲ့ game နေကြီးပဲအရင်လည်းလူကြိုက်များတယ်ပေါ့နော်သူရဲ့ game season တစ်ဆက်တဲ့ပုံစံပါညာအစ mission ဆွတ်ထားတဲ့ပုံစံအစတော်တော်လေးမိုက်တယ်ပေါ့နော်ဒါကပြန်ပြီးတော့ပြောဖို့တော့မလိုပါဘူး old တွေတော့ပေါ့နော်ဒီမှာပဲMy Cute Roommate 1နဲ့ပတ်သက်ပြီးတော့တခြားမတင်ပြဘူးပေါ့နော်ဆိုတော့ပြန်မင်းနေရဲ့ကိုရီတော့ဒါကထပ်ပြီးတော့တင်ပေးရပါပြီးတော့နောက်ထပ် game guide တွေလည်းထပ်ပြီးတော့လာပါမယ်ဆိုတော့ဒီ game လေးကတော့လုံးဝ complete ဖြစ်သွားပါပြီ complete ဖြစ်ပြီးသွားတော့မှဒီဥစ္စာပြီးတော့မှသူက2ဆိုပြီးတော့ထပ်ပြီးတော့လာတာပေါ့နော်ဆိုတော့2ကိုမစော့ခင်မှာ1ကိုအရင်ဆုံးစော့တာကပို့ပြီးတော့မိုက်တယ် storyline ပို့ပြီးတော့လည်းအချိတ်ဆက်မိရပေါ့နော်ဆိုတော့ဒါကတော့1ပေါ့complete ဖြစ်ပြီးသားဖြစ်တဲ့အတွက်လုံးဝနောက်ထပ် update တွေထပ်ပြီးတော့စောင့်ကြမလို့အခု version ကိုပဲထောင်းပြီးတော့တစ်ခါအဆုံးထိစော့ရုံပဲဆိုတော့သူရဲ့ storyline ကဘယ်လိုမျိုးလဲဆိုတော့သူကတာမန်ပါပဲသူကအထက်တန်းကျောင်းပြီးသွားတယ်တက္ကသိုလ်တက်ရမယ်ဒီမှာပဲသူတခြားမြို့အကြီးကိုပြောင်းပြီးတော့သူတက္ကသိုလ်သွားတက်ရမှာပေါ့နော်ဒါလည်းသူဟိုးငယ်ငယ်လေးနဲ့မှတ်ခဲ့အိမ်မက်သူဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ဒီမှာပဲသူရဲ့မိကတခုစီစဉ်ပေးရဲ့အဲ့ဒါဘာလဲဆိုတော့သူတငယ်ချင်းရဲ့သမီးရှိတယ်ဒီသမီးကသူတက္ကသိုလ်သွားတက်မဲ့မြို့ကြီးမှာအရင်ရောက်နှင်ပြီးသားသူကလည်းကျောင်းတက်နေရပါတော့ဒီကောင်မလေးနေရဲ့အဆောင်တစ်ခုရှိတယ်အဲ့အဆောင်မှာလောလောဆယ်သွားနေပေါ့နော်စကောင်လှုပ်လိုက်တယ်အဲ့မှာသွားနေကျောင်းရဲ့အဆောင်မရခင်ဆက်ကြားမှာဒီကောင်မလေးရဲ့အဆောင်မှာသွားနေပေါ့နော်တူတူသွားနေဆိုပြီးတော့လှုပ်လိုက်တယ်အဲ့မှာပဲသူကမြို့ကြီးကိုသွားပြီးတော့ဒီအမေတငယ်ချင်းရဲ့သမီးဒီသမီးနဲ့လည်းသူနဲ့ငယ်တော့တငယ်ချင်းပေါ့နော်ငယ်တငယ်ချင်းပေါ့ဒီကောင်မလေးစီမှာသွားနေဖို့ဖြစ်လာတယ်ပေါ့နော်ဒီကောင်မလေးကသူငယ်တော့မှတ်မိတလောက်ဆိုလို့ရှိရင်အရန်ဝပြီးတော့အရန်ရုပ်ဆိုရပြီးတော့အရင်ဆိုင်မာလေးပေါ့နော်သူ့ကိုဆိုလို့ရှိရင်လည်းအမြဲအနိုင်ကျင့်နေငယ်ကဆိုသူကြောက်ခဲ့ရတဲ့ကောင်မလေးတရားပေါ့နော်ဒီကောင်မလေးကြီးသွားရမယ်ဆိုတော့သူနည်းနည်းတော့လန့်နေရုပ်ကလည်းဆိုးသေးရဲ့ပြင်သူ့ကိုလည်းငယ်တော့အနိုင်ကျင့်ခဲ့ဆိုတော့သူတိတ်တော့မသွားချင်ဘူးဒါပေမဲ့လည်းဒါသူ့ရဲ့တစ်ခုတည်းတော့အခွင့်အရေးတစ်ခုဖြစ်နေရဲဆိုတော့မဖြစ်မနေသွားရမှာပဲပေါ့နော်ပြီးတော့သူကလည်းအသက်ကြီးလာပြီဆိုတော့ငယ်တော့လို့တော့အနိုင်မကျင့်တော့ပါဘူးလေဆိုတဲ့စိတ်နဲ့သွားမှာပေါ့နော်အဲ့လိုနဲ့ပဲသူဒီမျိုးရို့ထွက်လာတယ်ဒီကောင်မလေးအဆောင်သွားရဲပေါ့နော်ဒါပေမဲ့မတင်မထားတာဘာလဲဆိုတော့သူတကားခောက်ပြီးတော့ဒီကောင်မလေးထွက်လာခြင်းမှာပဲလုံးဝမတင်မထားတဲ့ကောင်မလေးတယောက်နဲ့ဆုံလိုက်တယ်အဲ့ကောင်မလေးအရန်ကိုချော်ပြီးတော့ခန္ဓာကိုယ်လေးကလည်းလှပြီးတော့ဒီစပင်လေးကလည်းရွှေရောင်လေးနဲ့ပေါ့နော်တော်တော်ချောရဲပေါ့ဒါနဲ့သူကအဲ့ကောင်မလေးကိုမေးလိုက်တယ်သူတငယ်ချင်းရဲ့သူငယ်တငယ်ချင်းကောင်မလေးရဲ့နာမည်ပြောပြီးတော့သူဒီမှာမရှိဘူးလားပေါ့အဲ့လိုမျိုးတော့ကောင်မလေးကချက်ချင်းပြန်ပြေနင်ငါ့မမတ်မိဘူးလားငါသူ့လေးဆိုပြီးတော့အဲ့လိုပြောလိုက်တော့သူလုံးဝပဲအော်မြင်တတ်သွားတယ်သူငယ်တော့တီးခဲ့တဲ့ဖတ်တီမရုပ်ဆိုးမလေးသူ့အမြဲအနိုင်ကျင့်တဲ့ကောင်မလေးကအခုချိန်မှာအရန်ကိုမော်ရယ်တယောက်လိုမျိုးချုံမလာပါတဲ့ကောင်မလေးတယောက်ဖြစ်နေပြီဆိုတော့သူဒီကောင်မလေးနဲ့အတူနေရမှာဆိုအရန်ပျော်သွားတာပေါ့နော်အဲ့လိုနဲ့ပဲဒီအဆောင်မှာနေရင်လည်းသူကြောင်းတက်ရမယ်ပေါ့နော်ဘာတွေဆက်ပြီးတော့ဖြစ်မှာလဲဒီចောင်းသားဘဝမှာဘာတွေဆက်မွေမှာလဲចောင်းသား lifestyle မှာဒီကောင်မလေးအဓိကတော့ဒီ main character ဒီကောင်မလေးပေါ့နော်ပြီးတော့တခြား character တွေလည်းပါသေးတယ်အမျိုးသမီး character တွေပါတယ်ဒီအမျိုးသမီး character တွေနဲ့ဘယ်လိုဇက်ပတ်ရှုပ်သွားမှာလဲဒါမျိုးလေးကိုကြည့်ရမှာပဲဖြစ်ပါတယ်ဒါက1အတွက်ပေါ့နော်2မှာကျတော့သူရုရှားရောက်သွားတယ်ရုရှားမှာចောင်းထပ်တက်တယ်ဒီရုရှားမှာလည်းចောင်းသား lifestyle နေရာကနေပြီးတော့မှွေမှာပေါ့နော်အခု1မှာကျတော့ဒီသူ့ရဲ့မျိုးကနေတခြားမျိုးပြောင်းသွားတယ်တခြားမျိုးပြောင်းပြီးတော့မှွေမှာပေါ့နော်ဆိုတော့ဒီ storyline ပုံစံမျိုးလေးကိုပေါ့ပါလေးနဲ့ဆော့ရမှာဖြစ်ပါတယ်သူက mission လေးနဲ့လာတော့
ဆော့ရလဲပို့ပြီးပြောဖို့ကောင်းတယ်ပေါ့နော်ပြင်းစရာမကောင်းသူဘာရေးဆက်လို့မလဲဘာရေးဆက်လို့မလဲဆိုတော့ပုံစံမျိုးလေးကိုပေါ့ပါလေးဆော့အောင်ပါပေါ့နော် mission တွေကအရင်မခတ်ဘူးဒါပေမဲ့သူနည်းနည်းတော့ buff လေးတွေပါတယ်အရင်ကြီးတော့မစိုးပေါ့နော် community ဆော့အောင်မှာဖြစ်ပါတယ်ဒီမှာတစ်ချက်ရှင်းပြချင်တာလေးကညာဘက်တောက်မှာတော့ဒီကောင်မလေးရဲ့အသေးပုံပေါ့နော်ဒီကောင်မလေးသဘောကျလားမကျလားဆိုရဲအသေးပုံလေးတွေတွေ့ရမှာဖြစ်ပြီးတော့ပြီးတော့ပတ်စံပေါ့နော်ပတ်စံဘယ်လောက်ရှိရလဲဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဘယ်ဘက်တောက်မှာတော့အချိန်နေရက်တွေတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ task ကလေးတွေကိုဘယ်လိုကြည့်ရမလဲဆိုတော့ဒီအချိန်ရဲ့အောက်ကနေရာလေးမှာဘာမှမတွေ့ရဘူးနော်လောလောဆယ်မှာတော့ဒီဥစ္စာလေးကိုညာဘက်ကနေsorry ဘယ်ဘက်ကနေညာဘက်ကိုဆွဲလိုက်မယ် screen ကိုဖိပြီးဆွဲလိုက်မယ်ဆိုလို့ရှင်သူ့ရဲ့ text လေးတွေပေါ်လာမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးလုပ်ပြီးတော့သူ့ရဲ့ mission လေး text လေးတွေကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကြည့်ပြီးတော့ဘာဆက်လို့မလဲဘာဆက်လို့မလဲဆိုတာကိုဆော့ရမှာပေါ့နော်လုပ်ပေးရမှာပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းသူ့ရဲ့ download တွေကိုတခြားဖတ်ပြီးတော့ mission တစ်ခုချင်းစီကိုဆော့ပေးလို့လည်းရပါတယ်သူရမကပဲကတော့ 2GB ဝန်းကျင်တည်ရှိရပေါ့နော် animation ကတော့တော်တော်လေးမိုက်တယ် animation smooth ဖြစ်တယ်ပြီးတော့တစ်စက်တည်းမှာပဲတတိယရောင်လေးတတိပေးချင်တာကဒီ game က game over ဖြစ်နိုင်ပါတယ်ဆိုတော့တခြားလေးဆော့ပေးဖို့တော့လိုပါတယ်တခြားလေးတတိထားပြီးတော့ဆော့စီချင်ပါတယ်ကျွန်တော်ကတော့မထူးထူးပြောကြရတော့မရှိတော့ဘူးထင်တယ်ဘာလို့လဲဆိုတော့ညီမဒီ game နဲ့ပတ်သက်ပြီးတော့လဲ game guide လေးထပ်ပြီးတော့တင်ပေးတော့မှဖြစ်လို့ထူးထူးတော့စိတ်ပူကြရတော့မရှိဘူးပေါ့နော်ဆိုတော့ဒီ game နဲ့ပတ်သက်ပြီးတော့ညီမပြောချင်တာတွေကတော့ကုန်ပြီလို့ထင်ပါတယ်အပေါ်ရန်လေးပြောသွားတာပေါ့နော်အဓိကအနေနဲ့ကတော့ပြောခဲ့သလိုပဲ storyline ကဒီနောက်ထပ်ကောင်မလေးတွေလည်းအများကြီးတွေ့ရမယ်အဓိကအနေနဲ့အကြောင်းသား lifestyle နေရာကနေဝင်ပြီးတော့ဒီ plot ပုံစံမျိုးလေးဆော့မှာဖြစ်ပါတယ်အဲ့ဂိမ်းလေးပေါ့နော်ဆိုတော့ဒီဂိမ်းလေးနဲ့ပတ်သက်ပြီးတော့ညီမပြောဖို့ကြံသွားလေးရှိမှဖြစ်ဖြစ်ဒါမှမဟုတ်မေးချင်တာလေးရှိမှဖြစ်ဖြစ်ညီမရဲ့ဒီဗီဒီယိုလေးအောက်က comment မှာမေးထားခဲ့လို့ရပါတယ် game link လေးကိုလည်းအခုဗီဒီယိုလေးအောက်က comment မှာပဲတော့ပြီးတော့ download ရပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကိုသဘောကျမယ်လို့ထင်ပါတယ်ညီမရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်အားလုံးပဲ see you ပါညီမတို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြတာပေါ့နော်